အခန်းနဲ့တကွေသုံးပစ္စည်းများကိုတရုတ်လူပြောတတ်လားဒီဗီဒီယိုကိုကြည့်ရင်အခန်းနဲ့တကွေသုံးပစ္စည်းများကိုကျွန်တော်တို့တခြားပြောတတ်သွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီတရုတ်စကားပြောဗီဒီယိုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာလေ့လာရမှာတော့ကျွန်တော်တို့အခန်းနဲ့ပတ်သက်ပြီးတော့ပြီးရင်ကျွန်တော်တို့တကွေသုံးပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးတော့ဒါလေ့လာသွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ဒီဗီဒီယိုလေးကိုစပြီးတော့လေ့လာကြည့်ရအောင်နံပါတ်1ကအခန်းပေါ့နော်အခန်းကိုတရုတ်လိုဖန်ကျန်းအခန်းပေါ့နော်အခန်းခေါင်းအုံးကိုကျိန်ထုံးခေါင်းအုံးခေါင်းဖုံးကိုကျိန်ထုံး套ဆောင်被子ဆောင်ဖုံးကို被套ဆောင်ဖုံးကို被套အဲ့ရကင်းကိုကျွန်တော်တို့传单အဲ့ရကင်းပေါ့နော်ဖြာတို့တင်ဖြူတို့ဆိုရင်练习ဆိုတာဖြာတင်ဖြူတို့အဲ့လိုပြောတာပေါ့နော်ဟုတ်ပြီအနှွေးအင်ကြီးပေါ့နော်ဂွင်းအင်ကြီးတို့ဘာလို့ဆိုလို့ရှိရင်မြန်ကြီးအနှွေးအင်ကြီးဟုတ်ပြီအနှွေးပေါင်းမိကြမြန်ခုဂွင်းအနှွေးပေါင်းမီတို့ဘာလို့အဲ့လိုမျိုးပြောတာပေါ့နော်ဂွင်းအနှွေးအင်ကြီးတို့ဘာလို့မြန်ခုအနှွေးပေါင်းမီမိုးကအင်ကြီးကြတော့ယူရီမိုးကအင်ကြီးဟုတ်ပြီကျွန်တော်တို့သွားတိုက်တန်ကြရာစွာသွားတိုက်စီကိုရာကောင်းသွားတိုက်စီစပြအချမ်းခဲကိုဖေး皂စပြအချမ်းခဲအဝတ်လျှော်စပြမုံ洗衣粉အဝတ်လျှော်စပြမှုံပကံစီစပြရကြတော့洗衣巾ပကံစီစပြရေးကျွန်တော်တို့ရေခွက်လေးတွေကိုဆွေပေးရေခွက်ရေပုံးကိုဆွေထုံရေပုံးပေါ့နော်မိုးစိတ်ရိတ်တဲ့ဆက်ပေါ့နော်မိုးစိတ်ရိတ်တဲ့ဒါဆိုလို့ရှိရင်ကွာဟူတောင်းမိုးစိတ်ရိတ်ဒါပေါ့နော်အတွင်းကန်အင်ကြီးကိုနှိပ်ရီအတွင်းကန်အင်ကြီးအတွင်းကန်ပေါင်းမီကိုနှိပ်ခုโอเคအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အခုတော့ဆိုရင်ဒီတကူရီသုံးပစ္စည်းများကိုအနေချင်းနားလည်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးနဲ့ကူညီပေးသွားဖို့လည်းတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်